နှစ်တွေချီအောင်ရင်းနှီးခဲ့ပါလျက်နဲ့အာနာပါနာလေးမှာမမိန်မမြန်းပုံထောက်ရင်နောက်ဆုံးလမ်းခွဲတုန်းကလေလွတ်ကနေထွက်တဲ့သူကျွန်တော်တကယ်မချစ်ဘူးဆိုတဲ့စကားကတကယ်ဖြစ်နိုင်ပါတယ်သိတာပေါ့မိနိုင်တယ်ဖြတ်သားနိုင်တယ်ဆိုတာတကယ်ချစ်တဲ့သူတွေအဖို့အခက်ခဲဆုံးရာဖြစ်ပေမဲ့လေတကယ်မချစ်ခဲ့တဲ့သူတွေအတွက်တော့ထမင်းစားရည်တော့စုံလျက်ပျော်လျက်ဝေးလျက်ထို့နောက်ကျွန်တော်ကိုပေးပြီးသူများနဲ့တဲ့သွားတဲ့ဂတိတွေအားကြုံကြိုက်တိုင်းတတိယလျက်